ဒီလိုပုံစံရအောင်လုပ်လို့ရမယ်အဲ့တော့ချဲတို့ logo လေးအဲ့ logo လေးကိုဘယ်လိုမလဲဆိုတော့ကြီးရာနေပြီးတော့တေးသွားတယ် logo presentation တွေမှာလုပ်တဲ့ဒီ site ပုံစံလေးကိုချဲဒီနေ့လုပ်ပြမယ်ဆိုတော့ပထမဆုံးလုပ်ရမှာကတော့ချဲတို့ကိုလုပ်တဲ့ဥစ္စာကိုနောက်တစ်ခါမှဆက်ပြီးတော့လုပ်အပင်ပန်းခံပြီးထပ်လုပ်စရာမလိုအောင် record တစ်ခါလေးယူထားမယ်ဆိုတော့အဲ့က record ဘယ်လိုယူမလဲဆိုလို့ရှင် window ထဲက action ဆိုတာလေးကိုတစ်ချက်ယူလိုက်မယ်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ပြီးတော့ချဲက action အသစ်တစ်ခုခေါ်မယ်အဲ့တော့ချဲ action ကိုနာမည်လေးပေးလိုက်မယ်logo scale ပေါ့နော် logo scale scale လို့ပဲပေးလိုက်မယ်ဟုတ်ပြီအခုဆိုလို့ရှင်ချဲစပြီး record ယူနေပြီအဲ့ unit record ကိုလောလောဆယ်မှာချဲဗာလေးထည့်လို့ရတယ်သူ့ကို copy လေးပွားလိုက်မယ် copy လေးပွား order လေးကိုဖိပြီးအောက်ကို drag လုပ်လာမယ် copy ပွားလိုက်မယ်ဆိုတော့အဲ့ copy ပွားတဲ့ဟာလေးကိုချဲက scale လို့ပဲပေါ့နော် scale တူလေးကို double click နှိပ်ပြီးတော့ချဲက 90% scale ဖြစ်ချင်တယ်ဆိုရင် 90% scale လုပ်လိုက်ပြီး okay အဲ့ပြီးတော့ချဲထပ်ပြီးတော့ဒီမဲ့ record ချဲလုံးနေတဲ့ဥစ္စာကိုဒီမဲ့ record သူယူနေရပေါ့နော်အဲ့တော့ order လေးဖိပြီးတော့ထပ်ပြီးတော့ copy ကူးလာခဲ့မယ်အဲ့ဒီ copy ကူးလာတဲ့ကောင်လေးကိုလည်းထပ်ပြီးတော့စောနာကလုပ်ခဲ့တယ်လို့ scale လေးကို90ကနေပြီးတော့ချဲ80ကိုတီးလိုက်မယ်အဲ့ဒီပုံစံတိုင်းပဲချဲတို့ဆက်ပြီးတော့လုပ်သွားမယ်ဟုတ်ပြီပေါ့နော်ချဲတို့ဒီလိုပုံစံမျိုးလေးရလာပြီဆိုတော့ချဲတို့ရဲ့ဒီ record လုပ်နေတာလေးကို stop လုပ်လိုက်ရအောင် record ကတော့ stop ဖြစ်သွားပြီအဲ့တော့ချဲဒီဟာလေးတွေကိုပြန်ဖြတ်ပြီးတော့စောနာကဥစ္စာလေးကိုချဲတစ်ခုချင်းလိုက်လုံးနေစရာမလိုဘဲနဲ့တခါတည်းလုပ်ပြသွားမယ်အဲ့တော့ဒီဟာလေးကိုပြန်ပြီးတော့ကတ်လိုက်မယ်ချဲတို့ယူခဲ့တဲ့ logo scale ဆိုတဲ့ဒီ action နဲ့ရပေါ့ logo scale ဆိုတဲ့ဥစ္စာလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီက play icon လေးကိုနှိပ်လိုက်ရင်သူက automatically ကြာလာပါလိမ့်မယ်ဒီလိုပဲချဲတို့ဒီကောင်လေးမှလားဒီ logo မှလားဆိုတော့မဟုတ်ဘူးချဲတို့ဘဲက shape တွေကိုပဲဆွဲဒီ logo scale ကို play လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီဟာကဒီမျိုးလေးပဲပေါ်လာမယ်ပေါ့နော် maybe likeမှာဆိုလို့ရှိရင်လည်းပဲဒီလိုပဲဒါမဲ့လို့ဒါကကြတော့ချဲတို့ဒီစာကိုအေးစမပြထားတာမဟုတ်တဲ့အတွက်ကြောင့်မို့စာကကြတော့နည်းနည်းတော့ကွာခြားချက်လေးရှိတယ်ပေါ့နော်သူက shape ဖြစ်တဲ့ shape တွေဆိုပို့ပြီးတော့အဆင်ပြေတယ်စာကိုလည်းပဲဒီလိုပုံစံမျိုးနဲ့ထပ်ပြီးတော့လည်းလုပ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်